မင်္ဂလာပါကျွန်တော်ကတော့ KAI ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့မကင်တတ်တဲ့ hero ကိုင်ပြီးတော့မှ glass မှာဆေးသွားထိုးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးဗီဒီယိုလေးကိုကြည့်ပေးကြပါဦး Okay ကျွန်တော်တို့ရေဦးဆုံးလားကျွန်တော်ပြောနေတာတော့ကျွန်တော်ကဒီပွဲမှာချောင်းကိုင်ပြီးတော့ glass မှာဆေးသွားထိုးမှာပဲဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦး Okay let's go သွားမယ် let's go ကန်ကောင်းပါစေ brother ကျွန်တော်စုဆောင်မေးရပါအောင်အောက်ကကောင်းမှလေးတွေဟုတ်ကဲ့โอเคစပြီကျွန်တော်ပွဲလေးစရောက်ပြီဆိုတာနဲ့ကျွန်တော်က Blame of After CD ဆိုတဲ့ item ကိုရင်ချိတ်တယ်ချောင်းငါးရှိလာပြီးတော့မှဒီနောက်မှလမ်းလာထိနေမင်းသေဖို့တာပြင်ထားယော့ဒီကောင်တွေးရင်းသွားဟာဖလက်ကနဲ့ပြီးတာယော့အမnice okay ကျွန်တော်ဒါချီဒီချောကျွန်တော်နံပါတ်4တောင်ရောက်သွားပြီဗျာကြည့်ပါဦးလောက်ဒီမှာဘတ်တွေခိုးသားထားမလဲမသိဘူးကျွန်တော်ဘတ်တွေမင်းသေးဘူးလားပြင်တာမင်းသေးဘူးလားမင်းဒီခါမှမသေးမင်းမသေးတော့ပါဘေးရမလဲကိုယူလာဆန်းလို့ဘေးရမလဲညီလေးဟာဘေလာရစ်ကြီးမလုပ်ပါနဲ့ဗျာမင်းကကန်ပြပါကြည့်နေမင်းကကန်ပြပါလာနေတော့လာဟာဘယ်ကိုကန်မိတာတော့ကန်လဲမကန်ဘူးဒီကောင်စတန်ပေးလိုက်ကွာဟာကွာတွေ့မယ်နောက်တစ်ခါပြန်လာပြီမင်းတို့အောင်နေသေဟုတ်တာပြင်လားယောဟာ whatဘလူတွားလုလိုက်တာလဲကွာငါဆွဲကောင်လဲတော်တော်လေးအခုအားပါတယ်ယော့အဲ့မသိနဲ့မင်းသေးရောမြင်လားမင်းရမလားညီလေးကလည်းမင်းကလည်းငါလည်းမသိဘူးလားwhat the fuck ဒီကောင်မရဘလူရောက်လာတော့ကွာဒီမှာချောင်းယော့အဲ့မှာစကိုင်းမီယာစာကြီးထည့်ထားလေကိုကြီးဘယ်ရမလဲကိုကြီးလာပြီးတော့မှအိုးဘယ်လာကြီးဘယ်ရမလဲ email ကောပါဆိုဒီနမအမလေးချောင်းပေးလိုက်မှာမသားပေါ်ပြီနဲ့ဘယ်ရမလဲအခုတော့ဘယ်လာရကြီးကတော်တော်ကြီးကိုထောင်းနေပြီကြည့်ပါဦးတော်ဆုပ်လားဟုတ်ကောင်အဲ့ဒီခင်းလိုက်ငါတူတယ်ဝင်သွားမှာကန်ကီကိုလူစားတွားပါတယ်တဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဟောဒီချောင်းညမှာပုံးနေခိုးကြောင်ခိုးဝေလေးကန်ချင်းတယ်ကိုကြီးကိုလာပြီးတော့မှလာလေးချောင်းမင်းလာလိုက်စမ်းမညီလေးရလဲမင်းရလဲကွာဟိုကောင်သေးပြီကောင်းတယ်ကွာငါတို့ဘက်ကပြီးထွက်ကြီးကလည်းရှယ်ရွက်နော်သေးတယ်ဒီကောင်ကေးလူစားတော့ကွာကေးကျွန်တော်တို့အရင်ဆုံးလေးချိုးလိုက်ရအောင်နိုင်ပြီအဲ့မှာနိုင်ပြီမရတော့မလို့အောင်ဝေးဘယ်ရမလဲညီလေးတို့ရဲ့ကိုကြီးကိုလာပြီးတော့မှလာမစမ်းနဲ့လေကိုကြီးလည်းမှတ်ထားလိုက်အောင် KAI နဲ့ကျွန်တော်တို့ဟိုဘက်ကတော်တော်လေးတန့်ကကောင်းတယ်နော်ကျွန်တော်ဟုတ်ကဲ့ဗီဒီယိုလေးကလောက်ပါပဲဒီဗီဒီယိုလေးမှာကျွန်တော်တို့ချောင်းဂိမ်းပလေးလေးပဲဖြစ်ပါတယ်ဒါနဲ့ကျွန်တော်ကပ်ပြားလဲပြသွားပါမယ်ဟုတ်ကဲ့ကပ်ပြားလေးကိုကျွန်တော်ဆရာကြီးထားနဲ့လဲမှာပဲဖြစ်ပါတယ်ကြည်ထားကြပါဤလိုက်ကြပြီ special ဝါဘာလို့ရမှာလဲလို့ဒီ special โอเคဗီဒီယိုကလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမှာပေါ့နော်ဟိုမဲ့ကျွန်တော်ဗီဒီယိုလေးကြိုက်တဲ့ like and share လေးလုပ်ပေးကြပါဦး